ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာအကုသိုလ်လုပ်တာလို့မဟုတ်ဘူးဝမ်းမြောက်စရာကောင်းတယ်။ဘာကြောင့်ဝမ်းမြောက်စရာကောင်းလို့ဆိုကောင်းကျိုးချမ်းသာတွေကိုရဖို့အကြောင်းတစ်ခုကိုစီးပူအထောက်လိုက်တာ။လူတွေကထီပေါက်ရင်တော့ဝမ်းသာကြတယ်ဝမ်းမြောက်ကြတယ်။ဘာကြောင့်ဝမ်းမြောက်တုံးဆိုအကျိုးကိုမျှော်လိုက်တာငါထီပေါက်ပြီးဆိုရင်လူကျင်နာတွေရတော့မှာပဲဆိုတဲ့အကျိုးမျှော်ကိုပြီးဝမ်းသာကြတာဖြစ်တယ်။တခြားလုပ်ငန်းတစ်ခုအောင်မြင်ပြီဆိုလို့ရှိရင်လည်းငါသုံးကျင်တာသုံးရပြီဆိုတဲ့အကျိုးမျှော်ကိုပြီးတော့ဝမ်းသာကြတယ်။အခုလိုဒါနကောင်းမှုသီလကောင်းမှုစတဲ့ကုသိုလ်ကောင်းမှုကိုလုပ်တဲ့အခါမှာလည်းပဲထို့တူပဲဒီကိုယ်ကျင်တဲ့နှလုံးထဲမှာကုသိုလ်စိတ်ဖြစ်လိုက်ပြီဆိုရင်အဲ့ဒီကုသိုလ်စိတ်ကဘဝတန်တရားမှာကိုယ့်အတွက်ကောင်းကျိုးချမ်းသာတွေကိုယူဆောင်ပေးမှဖြစ်တော့ကြောင့်ဒါအလေးပဲဝမ်းမြောက်စရာတစ်ခုဖြစ်တယ်သို့တော့ထီပေါက်လို့ဝမ်းသာတော့ဝမ်းသာမှုမရှိကြဘူး။ဘာကြောင့်ဝမ်းသာမှုမရှိသလဲဆိုရင်ကုသိုလ်ရဲ့အကျိုးဟာဖုံးကွယ်နေတာဖြစ်လို့မမြင်ကြဘူးနော်။ပတ်စံကမပေးနိုင်တဲ့ကောင်းကျိုးချမ်းသာတွေကိုကုသိုလ်ကောင်းမှုကမှပေးနိုင်တာဖြစ်တယ်။ဥပပင်ငွေကြေးဒနာဘလောက်ချမ်းသာလူဘဝရအောင်လုပ်မပေးနိုင်ဘူး။နတ်ဘဝရအောင်လုပ်မပေးနိုင်ဘူး။နိဗ္ဗာန်ရအောင်လုပ်မပေးနိုင်ဘူး။ငွေကြေးဒနာအသုံးချပြီးမလုပ်နိုင်ဘူး။လူချမ်းသာလူဘဝလူချမ်းသာပေးနိုင်တာလဲကုသိုလ်ကောင်းမှုပဲနတ်ဘဝနတ်ချမ်းသာပေးနိုင်တာလဲကုသိုလ်ကောင်းမှုပဲနိဗ္ဗာန်ချမ်းသာထီအောင်ပို့ဆောင်ပေးနိုင်တာလဲကုသိုလ်ကောင်းမှုပဲနည်းနည်းလေးစဉ်းစားကြည့်လိုက်တို့လူဘဝရောက်လာပြီးတော့ဒီမျက်စိနာနာလျှာကိုယ်အင်္ဂါပြည့်ပြည့်ဝဝနဲ့အသိဉာဏ်ရှိလူသားတယောက်ဖြစ်လာရတယ်ဆိုတာဘယ်သူကဖန်တီးလိုက်တာတော့ဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကတော့ဘုရားသခင်ကဖန်နေတယ်လို့သူတို့ကဖြေကြတယ်ဘုရားဘာသာတွေကျတော့မဟုတ်ဘူးကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့စွမ်းရောက်ရတာလို့ဒီလိုဖြေရမှာဖြစ်တယ်နော်ကိုလုပ်ခဲ့တဲ့ဒါနကုသိုလ်ကိုလုပ်ခဲ့တဲ့သီလကုသိုလ်ဆိုလိုတာကိုယင်ထဲမှာဖြစ်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးကိုရတာမျက်လုံးတစ်လုံးဖြစ်အောင်မိဘအလုပ်မပေးနိုင်နားကောင်းအောင်မိဘအလုပ်မပေးနိုင်ဘူးအလုံးလူခန္ဓာကိုအုံနောက်ကောင်းအောင်အသိဉာဏ်ထက်မြက်အောင်မိဘတွေကလုပ်ပေးနိုင်ဘူးဘယ်သူကလုပ်ပေးတာတော့ဆိုရင်ကိုလုပ်ခဲ့တဲ့ဒါနကောင်းမှုသီလကောင်းမှုဆိုရင်ကုသိုလ်ကောင်းမှုတွေလုပ်ပေးတာကုသိုလ်ကောင်းမှုအားနေတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဘဝမှာကြည့်နေမျက်စိမပါပဲမွေးလာတာရှိတယ်ဆရာဝန်တွေကတော့ပြောမှာပေါ့ဘာဓာတ်ချုပ်ရင်လို့ပါအဲ့ဒီဓာတ်ချုပ်ရင်ရတာဘာကြောင့်ချုပ်ရင်ရကံတရားပဲအဓိကနော်သူ့ရဲ့နောက်ွယ်မှာကံရှိတယ်ကံကိုမယုံကြည်တဲ့ပုဂ္ဂိုလ်ရတော့ဘုရားသခင်လိုတော်ကြဆိုစဉ်းစားကြည့်မယ်ဆိုရင်ဘုရားသခင်လိုတော်ကြဖြစ်ရတယ်ဆိုရင်ဒီဘုရားသခင်ကိုဝိုင်းပြီးတော့ Facebook ထဲကဆဲမဲ့လူတွေအများကြီးဖြစ်မှာပေါ့ဘာလို့လဲဆိုရင်သူကြတော့ချမ်းသာအောင်လုပ်ပေးတယ်ငါကြတော့မကောင်းအောင်လုပ်တယ်ဆိုဝိုင်းဆဲမှာပဲဒါသေချာနေလောကကြီးမှာချမ်းသာတဲ့လူကအမှန်တမ်းနည်းတယ်မချမ်းသာတဲ့လူကများတယ်အဲ့တော့ဘယ်သူမှဆဲတယ်မရှိဘူးကိုလုပ်ခဲ့တဲ့ကံတရားကိုပြုပြင်ရမှာဆိုတာဒါမှန်ကန်တဲ့လမ်းကြောင်းတစ်ခုပဲမြတ်စွာဘုရားကိုကိုးဝယ်စိတ်ကရတာဆိုတာဒီဒုဘဝဘာကြောင့်ရလာတယ်လဲဆိုတာသိဖို့အတွက်အမှန်တရားကိုသိဖို့အတွက်ဘုရားကိုစိတ်ကကိုးကွယ်တာဗမာလူမျိုးတွေဟာအမှန်တရားကိုသိဖို့ဘုရားကိုစိတ်ကကိုးကွယ်တာလားလို့မေးလိုက်မှဆိုရင်လူတိုင်းမဟုတ်ဘူးများသောအားဖြင့်ဘုရားစိတ်ကကိုးကွယ်တာဘာအတွက်တုံးစီးပွားဥစ္စာတိုးတက်ခြင်းနဲ့နော်ဘဝမှာအဆင်ပြေခြင်းနဲ့ဒီလိုအကျိုးတွေအတွက်ပြီးဆူတောင်းခြင်းနဲ့အဲ့ဒါတွေအတွက်ကိုးကွယ်နေကြတာကများတယ်ပေါ့အဲ့တော့ကိုးကွယ်မှုအစစ်အမှန်ဖြစ်ဖို့အတွက်ကဘာလို့ဆိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုမြတ်စွာဘုရားခွဲခြားဟောမယ်အဲ့ဒီခွဲခြားဟောတဲ့အဆုံးအမဩဝါဒကိုသိဖို့ရအတွက်ဘုရားကိုကိုးကွယ်တယ်ဆိုမှပို့ပြီးတော့မှန်ကန်တယ်ဆိုလိုတာကအသိဉာဏ်ရဖို့သိဉာဏ်ရပြီးရင်ကိုယ်ကိုယ်တိုင်လောက်ရမှာဖြစ်တယ်သူများအကိုရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားကအတ္တဟိအတ္တနောနာထောမိမိသိတာလေမိမိရဲ့ကိုယ်ဝယ်ဟာဆိုတယ်ပါဇက်ကတဖွာဖွာရွတ်နေပြီပဲလို့သူများကိုအကိုတဲ့စိတ်ကရှိနေတော့မယ်နော်လူတွေမှာဘာကြောင့်ဒီလိုရှိနေရတာတုံးလို့ဆိုရင်တန်တရားမှာနတ်ကိုတကုရှင်တွေကိုကိုးကွယ်လာခဲ့တဲ့ဘဝတွေကများတယ်ဒါကြောင့်မို့တန်တရားမှာ
တကုရှင်တွေကိုကိုးကွယ်လာလို့တကုရှင်တွေရဲ့မဆာမှုကိုမျောလင့်နေတဲ့ပုဂ္ဂိုလ်ကရာခိုင်နှုန်းအဖြစ်များနေတယ်ခဏခေတ်မှလည်းများတာပဲနော်အဲ့တော့ဘုရားဘာသာဝင်အချို့လောက်ပဲမြတ်စွာဘုရားဟောတဲ့အဆုံးအမတွေကိုသိပြီးကိုယ့်အကူကိုယ့်အကူကြိုးစားတယ်ဆိုတာလုပ်တယ်တကယ်အစစ်မှန်အဖြစ်လောကလူတွေဟာကိုယ့်ရဲ့ကောင်းကျိုးဆိုးကျိုးကိုဖန်တီးနေသူဟာဘယ်သူမှမဟုတ်ဘူးရှင်ထဲမှာဖြစ်ပေါ်နေတဲ့စိတ်ဓာတ်ကိုအခြေခံတဲ့စေတနာပဲဖြစ်တယ်ပေါ့ပြောမယ်ဆိုရင်ကိုယ်လုပ်တဲ့ကံပဲဖြစ်တယ်ပေါ့ကိုယ့်ရင်ထဲကအဆိုးတွေတွေးနေပြီးတော့အကောင်းရမယ်ဆိုတာမမျှော်လင့်တိုက်ဘူးပေါ့ကိုယ့်ရင်ထဲမှာအကောင်းတွေဖြစ်နေမှကောင်းကျိုးချမ်းသာဆိုတာရနိုင်တယ်ကိုယ့်ရင်ထဲကဆိုးနေပြီးတော့လူတွေဟာကောင်းကျိုးချမ်းသာကိုမျှော်ကိုးနေခြင်းဟာသဘာဝလည်းမကြဘူးဖြစ်လည်းမဖြစ်နိုင်တဲ့အရာပဲဖြစ်တယ်လောကကြီးကိုကြည့်ရှာရိတံဝပတိပိစံဒါရိတံဟရတိဖလံကိုစိုက်တဲ့မျိုးစေ့အတိုင်းထိုမျိုးစေ့ကကိုစိုက်တဲ့မျိုးစေ့အတိုင်းအပင်ပေါက်တာဒါပြောင်းလဲလို့မရဘူးဓမ္မစေ့စိုက်ရင်ဓမ္မပင်ပဲပေါက်မယ်တရားစေ့စိုက်ရင်တရားပင်ပေါက်မယ်မျိုးစေ့အတိုင်းဖြစ်လာမှာဖြစ်တယ်ထို့တူပဲကိုယ့်ရင်ထဲကမေတ္တာစေတနာရင်ခံတဲ့ဒီအပြစ်ကင်းတဲ့စိတ်စေတနာတွေဖြစ်ပေါ်လာပြီဆိုရင်အပြစ်ကင်းတဲ့မျိုးစေ့တွေအပြစ်ကင်းတဲ့အပင်တွေကောင်းကျိုးချမ်းသာတွေရမှာရှင်တဲ့နှလုံးထဲကမကောင်းတဲ့အတွေးတွေမကောင်းတဲ့အပြောတွေနဲ့မကောင်းတဲ့အလုပ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်ကမကောင်းကျိုးပဲရကလျာဏကာရီကလျာဏံပပကာရီစပပကံကောင်းတာလုပ်မှကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဒါကပြောင်းလဲလို့မရတဲ့နိယာမသဘောတရားကြီးပဲဖြစ်တယ်အဲ့ဒီနိယာမသဘောတရားကြီးကိုသဘောပေါက်ပြီးတော့ကိုဟာအကောင်းဆုံးဖြစ်ဖို့အတွက်ကိုထိန်းကြောင်းအောင်ကိုပဲလှုပ်ဆောင်ရမှာကိုအကောင်းဆုံးဖြစ်အောင်လုပ်ချင်လို့ရှိရင်လူတိုင်းဟာဖျားဖြစ်သည်ထိအောင်လုပ်လို့ရတယ်နော်အားလုံးဟာအခွင့်အလမ်းကြီးရှိနေတယ်အေးတန်တရားဝကလွတ်တဲ့အခါမှာသရဝါတွေကိုကယ်တင်နိုင်တဲ့ဖျားဖြစ်အောင်ငါလုပ်ပြီးမှတန်တရားဝကလွတ်မယ်လို့စိတ်ထဲမှာရည်မှန်းအဓိဋ္ဌာန်ပြီးဖျားဖြစ်ကြောင်းအကျင့်ကောင်းတွေကိုကျင့်လို့ရှိရင်ဖျားဖြစ်မှာပဲဒီလမ်းကြောင်းကိုဘယ်သူမှမပိတ်ဆို့ဘူးကိုယ်တိုင်လုပ်ရင်ကိုယ်တိုင်ရတယ်တတိရှိလုပ်ဖို့ပဲလိုတယ်ပိစိကဗုဒ္ဓဖြစ်ချင်တယ်ဆိုရင်ပိစိကဗုဒ္ဓဖြစ်ကြောင်းပါရမီတရားကောင်းတွေကိုကျင့်ရမှာဖြစ်တယ်ရှင်သာရိပုတ္တရာရှင်မမောဂလန်တို့လိုအက္ခတဝကအဖြစ်နဲ့နိဗ္ဗာန်ဝိညာဉ်နဲ့ဆိုရင်အက္ခတဝကဖြစ်ကြောင်းတရားတွေကိုကျင့်ရအတိုင်းအတာတစ်ခုရဖျားဖြစ်ဖို့ကအနည်းဆုံး၄သင်္ချေနဲ့ကမ္ဘာတသိန်းပါရမီဖြစ်ရမယ်ပိစိကဗုဒ္ဓဖြစ်ဖို့ကြတော့2သင်္ချေနဲ့ကမ္ဘာတသိန်းပါရမီဖြစ်ရမယ်အက္ခတဝကဖြစ်ဖို့ရအတွက်ကတော့အနည်းဆုံး1သင်္ချေနဲ့ကမ္ဘာတသိန်းပါရမီဖြစ်ရမယ်မဟာသာဝကဆိုတဲ့အဆင့်တန်းကိုရခြင်းကမ္ဘာတသိန်းပါရမီဖြစ်ရမယ်ဝိတာခါတို့ကမ္ဘာတသိန်းပါရမီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်အဲ့တော့ကိုလုထာကိုရတယ်ဆိုတာဓမ္မထင်ရှားဂေါရမဗုဒ္ဓလွန်ခဲ့တဲ့နှစ်ပေါင်း2642နှစ်ကနေလူဘဝကိုရရှိခဲ့ပြီးတော့ဘုရားဖြစ်သို့ရောက်လာခဲ့တာဖြစ်တယ်အဲ့ဒီလိုဘုရားဖြစ်သို့ရောက်လာခဲ့တာဟာတမန်ဖြစ်လာတာမဟုတ်ဘူးကုသိုလ်ကောင်းမှုတွေရဲ့ပို့ဆောင်ပေးမှုကြောင့်ဖြစ်လာဒီကနေ့တို့တွေကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒီကုသိုလ်ကောင်းမှုဟာလည်းပဲကိုယ့်ရဲ့ရှင်တွေကအစ္ဆဒနှလုံးသွင်းကိုယ့်ရဲ့ရည်ညွှန်းချက်ဆန္ဒနော်ကိုယ့်ရဲ့ဆန္ဒအတိုင်းပဲဒီကုသိုလ်ကောင်းမှုတွေကကောင်းကျိုးချမ်းသာကိုထုတ်ဘယ်ကုသိုလ်ကောင်းမှုပဲဖြစ်ဖြစ်ကောင်းကျိုးချမ်းသာတော့ပေးမှာပဲသို့တော့ကိုကဆန္ဒလေးနဲ့ဥတည်ချက်ထားပေးလိုက်ရင်အဲ့ဒီတိုင်းဖြစ်မယ်နော်အဲ့ဒီတိုင်းဖြစ်တယ်ကိုကဘာဆန္ဒမှမရှိဘူးဟုတ်လားကုသိုလ်ကောင်းမှုပဲလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကကုသိုလ်ကောင်းမှုရဲ့အကျိုးကတော့ရမှာပဲသို့တော့ကိုကဖြစ်ချင်တာမရှိသည့်အတွက်ကြောင့်သူဖြစ်ချင်ရဖြစ်မှာပဲဖြစ်တာမကောင်းတာဖြစ်မှာတော့မဟုတ်ဘူးနော်ကောင်းတာတော့ဖြစ်မှာပဲအဲ့တော့ဥတည်ချက်လေးတစ်ခုကိုယ်မှဆန္ဒလေးတစ်ခုရှိရဘာဖြစ်ချင်တာလဲဆိုတဲ့စိတ်ဆန္ဒကလေးပေါက်စလေးတွေတောင်မှပဲမေးကြည့်လိုက်မြင်ကြည့်ဘာလုပ်ချင်လဲအင်ဂျင်နီယာလုပ်ချင်တယ်ဆရာဝန်လုပ်ချင်တယ်စသဖြင့်မျိုးစုံပြောကြတာအဲ့ဒါလိုပဲအသက်အရွယ်ရလာတဲ့ပုဂ္ဂိုလ်တွေလည်းဒီဘဝမှာကုသိုလ်ကောင်းမှုလုပ်တဲ့အခါမင်းဘာဖြစ်ချင်တာလဲမျိုးစုံပေါ့တန်တရားဝကလွတ်ချင်တယ်ဆိုရင်
idame punya nibbana pisyo hotu tandeya waka loya. Erelo mobu vida karolo keshare jauma yi fiade suye jauma yi fichine. Anaro inolo jaunaga yi fichine swene. Kabata tainao kudu kamuri sello fulure. No? Kabata tainao kudu kamuri sello. Hello. Beyawe fichi. Di koye kudu shenga nyao. Bawadaku Pibola Pit. Any Bawadaku, Kaune Bawadaku Pibola, Kudu Shing Yam Pit. Any man, Sanaga Usona. Sandalu, Piolo de Yare, Bawadaku Usona, Tanalu le Pioloya. Urus and the Wari hat and Namagini Dwajam, Tanaha, Pawa, Tandara, Naika, Tandaya yet Shiza, Tania Bawat Nitika. Hawaii, she's up to the Soluri. Eri Pawago, Tolu Tete, Tenago, Mumiate, Sisiranarine, Dipinarine, Tena, Toaje and Dolumia, Lan, Ute be like the Pogoria, Kaune Wago Yabi, Konyo Chanari Kazayaris. Ero, letema, Kuletema, Kamone Duluve, Kamona, Sitiarin Kaintare Pogo, Duletema Shiretica. No. Go mountain near Utareka. Totue, Hoido de Due, Boa, Kamau Nidandue, Go Bego Utigenale, Stiare up, do let him shira, go let him up and shit. Go let her she look, go away, change on me, Toyama shit. Ta Manganel Anyo, Magane, Mindiku, Tago Kamatakata, Tamadeti to call. Bora the Shepo Kangai, Yonchi Jensure, Tamadeti Shia. Dodedwe, Kangai Jo, Yonchi Jensure. Kolota Kopite Sure, Kayuja, Buravada, when Pelavi. Tegego, Lene Tabi, Kuchichena, Chipuya, Go, Bari net Tenchawam, Lesse. The Dine Tenjawame, Pinyane Tenjawame, Williane Tenjaw. The Niavi Biomese, Go Sana Pibu, Goye, Yicheni Varishiamne. Tata Sure, Yoji Jeshiame. Kaimare Yoji Jeshiame. The Lalo Sore, Kuchendia Shiame. Tudalo Sore. Pura Diaro in a Patabiro, Nayu Matache, Lila Pashuje, Jamie Boduda Sashiame. Sangalo Kore, Kulu Lumu Damu, Sonomu Shiame. Pinya Lusure, Gaune so Jaune Ju Wicheda de Dipina Shiam. Edding up you, no, Tada, Tila, Tuda, Saga, Pinya. Edding up you Shivi swing. Kuletemas, Tiarim Shenida, Sadiarin kind Hadaluve, could watch an any atolia. Era Gubiora, Atahi at the Nornatos. Ke Erido, Payago Baloku Weda, eh? Whatever that is Biore, Yeranatoma Uteta, so Utetare, Sura, who Usoyame Niago Tara, Utetara, Biora Mofu. Amiera, that's how I somewhat like Nara. Ta Buddha Utetara. The yard I like Chedona, the Yago Utetara. Tangari, never the Vigudogamulo de Tangari Siga, the Yadama, Nayudes, Tatanga Utetara Lucor. Eri Utetaje ha, Kukura Lina Chedomo, the Taje. That's it. Piaha. Tande Arega, the Wari go get in Nesura, Pelu get in Ale. Ura that Pia, Pelu get in Ale. The Chaluri Yoji de Piaga, Pelu get in Ale, get in Yarajim too. No, get him on him too. Through Piaria get in a Anoga Lakeja, Minu Aloha, Chipatu Debi, Taura, Yena Jigu Yale me, Naga Lakana. Ura that just of Yanga, allocate in Amofu. When the Lanyang Madwane, the Lanyang Utoa. Ahita Sure, Agudu Lanyang Shao, Hitalo Sure, Gudu Lanyang low sound, Shao Yin at Sound Yin Dinaku, baby. Low kind of rapid. No. Era, they have got about one jar. Alina Senachi. Good Dadamigo. Pinya da Chief Kitchen Ocean. Viva Pessampo baby of Pinya da on Lolo Yala Senachi. No.
မိဘလုံနိုင်တဲ့အတိုင်းတာပါတော့ကျောင်းကောင်းကောင်းထားမယ်နိုင်ငံညာချပို့ပြီးတော့ပညာသင်ခိုင်းမယ်ဆရာကောင်းကောင်းစီအပ်မယ်ထိတယ်ပါပို့လုံနိုင်တယ်ဘာမလုပ်နိုင်သူကိုယ်တိုင်ကမကြိုးစားဘူးဆိုရင်ပညာတတ်မဖြစ်ဘူးထို့တူပဲလောကမှာလူတယောက်ကိုကဲတင်တယ်ဆိုတာအကြံဉာဏ်ပေးခြင်းဆုံးမသွန်သင်ခြင်းတဲ့မပူဘူးမြတ်စွာဘုရားကဘုန်းကြီးတို့တွေကိုဆုံးမတယ်အဲ့ဒီအဆုံးမတိုင်းကိုလိုက်နာမှကောင်းကျိုးချမ်းသာရမယ်မလိုက်နိုင်ကောင်းကျိုးချမ်းသာမရဒါဟာတကယ်ကိုလေးနဲ့ခိုင်းပြောမှဖြစ်တယ်ဒါကြောင့်ဟိတေပဝတ္တနေနအာဟိတာသနိဝတ္တနေနတတ္တနံပယံဟိန္ဒတိဘုဒ္ဓောဆိုတာဟိန္ဒတိတိဘုဒ္ဓောဆိုတဲ့တရဏဆိုတဲ့စကားလုံးရဲ့အဖွင့်မှာရှင်းရှင်းလေးရေးထားတာဖြစ်တယ်တရားဝရရဲ့ဆင်းရဲဒုက္ခကိုဘယ်နည်းနဲ့ဖယ်ရှားတော့မြတ်စွာဘုရားဘယ်နည်းနဲ့ဖယ်ရှားတော့ဘုန်းကြီးတို့တွေကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခဘာဆင်းရဲဒုက္ခတွေတုံးလို့မေးရင်အိုခြင်းဆိုတဲ့ဆင်းရဲဒုက္ခနာခြင်းဆိုတဲ့ဆင်းရဲဒုက္ခသေခြင်းဆိုတဲ့ဆင်းရဲဒုက္ခမအိုသေးတဲ့လူကအိုခြင်းဒုက္ခကိုမသိဘူးမနာသေးတဲ့ပုဂ္ဂိုလ်ကနာရမယ့်ဒုက္ခကိုမသိဘူးနော်မသေးဘူးသေးတဲ့ပုဂ္ဂိုလ်ကသေခြင်းဆင်းရဲဆိုတာမသိသေးဘူးအဲ့ဒါကြောင့်မို့ဒီဆင်းရဲဒုက္ခတွေကလူတိုင်းရှောင်လို့မရဘူးတွေ့ကြုံရမယ့်ဆင်းရဲဒုက္ခတွေအဲ့ဒီဆင်းရဲဒုက္ခတွေကိုမြတ်စွာဘုရားကလွတ်အောင်ဘယ်နည်းနဲ့ဆုံးမတယ်လဲဆိုရင်ဟိတေဘောတနေနာဘုန်းကြီးတို့ယင်တဲ့နှလုံးထဲမှာကုသိုလ်တရားတွေကိုဖြစ်ပွားစေတယ်အာဟိတသနိဝတ္တနေအကုသိုလ်တွေမဖြစ်စေအောင်ထိန်းချုပ်စေရတယ်ဆိုလိုတာကလောက်ရမှနဲ့မလောက်ရမှရှင်းပြတာဖြစ်တယ်ကိုသားသမီးကိုမိဘတွေကချမ်းသာခြင်းရတယ်မဟုတ်လားချမ်းသာစေခြင်းရတယ်ချီးပွားစေခြင်းရတယ်ဘာပြောလဲမင်းဒါမလုံးနဲ့ဒါလုံးဒီနှစ်ခုပဲပြောတာထိတယ်မပူအကျဉ်းချုပ်လိုက်လို့ရှိရင်ဒါမလုံးနဲ့ဒါလုံးဒီလမ်းမသွားနဲ့ဟိုလမ်းသွားမလုံးရမှနဲ့လုံးရမှနှစ်မျိုးပဲရှင်းပြမြတ်စွာဘုရားရဲ့တရားတော်တွေဆုံးမတွေကိုအကျဉ်းချုပ်လိုက်လို့ရှိရင်မလုံးရမှနဲ့လုံးရမှနှစ်ခုတည်းဟောတာမလုံးရမှကအကုသိုလ်လုံးရမှကကုသိုလ်ဘာကြောင့်အကုသိုလ်မလုံးရတာတော့ဆိုရင်အဝိဇ္ဇအပြစ်ရှိတယ်ဒုက္ခဝိပါကဆိုးကျိုးကိုဖော်ထုတ်တယ်ကုသိုလ်ကိုဘာကြောင့်လုံးရတာတော့ဆိုရင်အနဝိဇ္ဇအပြစ်ကင်းတယ်ဒုက္ခဝိပါကချမ်းသာတဲ့အကျိုးကိုပေးတယ်ဒါကြောင့်လုပ်ခိုင်းတယ်အဲ့တော့ကိုယ်တိုင်ကအပြစ်ကင်းပြီးချမ်းသာဒုက္ခကိုရချင်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်မလုပ်အောင်ကုသိုလ်လုပ်ရမှာပဲပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုရချင်တဲ့ပုဂ္ဂိုလ်တိုင်းဟာကုသိုလ်ကောင်းမှုလုပ်တယ်အဲ့ဒီသဘာဝအတိုင်းမြတ်စွာဘုရားဆုံးမှာအဲ့တော့ဘုရားကိုးကွယ်တာတို့ဘာအတွက်ကိုးတာတုံးဆိုရင်လုံးတဲ့နာနဲ့မလုံးတဲ့နာသိဖို့အဆုံးအမတရားတော်တွေကိုရရှိဖို့ကိုးကွယ်တယ်ဒီကနေ့ခေတ်လူတွေကဒီတဲ့ပို့တဲ့ကိုးကွယ်မှုတွေနဲ့လုပ်ကြတယ်နတ်ကိုးကွယ်သလိုကိုးကွယ်တာမျိုးနော်ဖြစ်လာတယ်အဲ့ဒီဖြစ်လာတာတွေကအကျိုးပေးတာမဟုတ်ဘူးဥပမာပဲရွှေတကုံဖျားသွားကြည့်စနေသားဆိုရင်စနေတောင်ကဖျားသွားကြတော့ကြံတဲ့ဖျားကသူ့အတွက်အသုံးမဝင်တယ်လို့ဖြစ်သွားတယ်ဖျားဆိုတာတဆူတည်းပဲစနေတောင်ကရှ िख ိုးမှစနေသားကောင်းကျိုးရမှာမဟုတ်ဘူးနော်ဖယ်ဖျားပဲရှ िख ိုးဖျားဆိုတာတူတူပဲအဲ့ဒါကြောင့်မို့အရေးကြီးတာကရင်းထဲမှာကိုယ့်ကိုစဉ်းစားကောင်းကျိုးချမ်းသာရဖို့ဆူတောင်းပြေးဖို့အတွက်ငါမှဘာရှိရမလဲတရားရှိရလားကံကံဤအကျိုးကိုယုံကြည်တယ်ဖရာဤဂုဏ်ကိုယုံကြည်တယ်ဆိုတဲ့တရားရှိရလားသီလငါးပါးသီလလုံးရလားကိုချစ်တရားကောင်းရလားတုဒ္ဒဘာသာရေးဘုဟုတုဒ္ဒတကယ်ရှိရလားတရားဓမ္မအသိရှိရလားစာကကိုမှနှမျောတွန့်တုံမှုတွေလွှမ်းမိုးနေတာလားသို့မဟုတ်စွန့်ကြဲနိုင်တဲ့အနေအထားရှိတာလားပညာလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိသလားအဲ့ဒီ၅ချက်ပဲအဲ့ဒီ၅ချက်ရှိတယ်ဆိုလို့ရှိရင်ဘယ်ဖျားပဲပူဇော်ဘယ်ဖျားရှိမှာပဲကုသိုလ်ကောင်းမှုလုပ်ပြီးဒီဆုတောင်းဒီ၅ချက်ကဆုတောင်းကိုပြည့်စေတာဖြစ်တယ်အဲ့တော့ဆိုလိုရင်းကဆုတောင်းပြည့်တာဖျားနဲ့မဆိုင်ဘူးကိုယ်နဲ့မဆိုင်တယ်လို့မှတ်တာဖျားဆုတောင်းပြည့်ခြင်းမပြည့်ခြင်းဟာကိုယ်နဲ့သာပတ်သက်တယ်အနှုတ်ဆိုရင်ဒီဖျားကဆုတောင်းပြည့်တယ်ဟိုဖျားကဆုတောင်းမပြည့်ဘူးဆိုရင်
ဖះတော်မှာပဲဆူတော်မပြေးတယ်ဖះဆိုကိုးကွယ်မဲ့လူရှိမှာပေါ့ဆူတော်ပြေးမဲ့လူဖះအမှန်ကတော့ဖះနဲ့ဘာမှမဆိုင်နော်ဖះကဖះမှန်တယ်ဗျဒီဗမာပြည်မှာရှိတဲ့ရုပ်ပွားစနုတော်တွေစေတီပထိုးတွေအားလုံးဟာဂေါရမမြတ်စွာဘုရားတပါးတည်းကိုဥတည်ပြီးတော့လှုပ်ထားတဲ့ရုပ်ပွားတော်တွေကြီးပဲဖြစ်တယ်ယမယံခါတော့ဗဒ္ဒကဘာမှာပွင့်တော်မူတဲ့ဖះတွေတို့မရှိဘူးလားဆိုရှိပါသို့တော့အဓိကဂေါရမဗုဒ္ဓကိုရည်စူးတဲ့ရုပ်ပွားစနုတော်တွေကများတယ်ပေါ့အဲ့တော့ဘယ်ဖះပဲဖြစ်ဖြစ်ကပီးတွေတက်ပြီးတော့ဖះပြုတ်ပြုတ်လုံးနေတယ်ဆိုတာဟာပူဇော်ကိုးကွယ်သူတွေရဲ့ဆန္ဒပဲကိုယ်တိုင်ကပါတော့ဆိုရင်ဖះဟောတဲ့အတိုင်းလိုက်နာကျင့်သုံးရမှာဖြစ်တယ်ဆိုတာကိုသဘောပေါက်ဖို့လိုတယ်နော်သဘောပေါက်ရမယ်အိမ်မှာဖះပထုစနုတော်တွေကိုးကွယ်ထားတယ်ဖះကိုမြင်တိုင်းဖះကငါပါဆုံးမတော့သီလရှိဖို့ဆုံးမတယ်ကုသိုလ်ကောင်းမှုလုပ်ဖို့ဆုံးမတယ်အကုသိုလ်ရှောင်ဖို့ဆုံးမတယ်အဲ့ဒီဆုံးမစကားလေးကိုနားထဲမှာကြားနေပြီးမှတ်သားပြီးအကုသိုလ်ရှောင်ခြင်းကုသိုလ်ကောင်းမှုပြုလုပ်ခြင်းပဲလုပ်ရအဲ့ဒါမှကောင်းကျိုးချမ်းသာရမှာဖြစ်တယ်နော်ဒါအစစ်မှန်အဲ့တော့တရားကိုကိုးဝဲတာဆိုတာမလုပ်တာတော့တရားအတိုင်းကျင့်သုံးလိုက်နာတာပဲဖြစ်တယ်ခုနသီလဆောက်တည်လိုက်တယ်အဲ့ဒီသီလကိုနေ့စဉ်ဆင်ခြင်သုံးသပ်ရမယ်ငါဒီကနေ့ပါဏာတိပတ္တလုပ်ရလားအရိဏတနာလုပ်ရလားဒီလိုပြန်ပြီးတော့ဆင်ခြင်သုံးသပ်ပြီးမလုံသေးရင်လုံအောင်ကြိုးစားလုံပြီးဆိုလို့ရှိရင်ဝမ်းသာဒါဟာတရားကိုးကွယ်တာပဲဖြစ်တယ်ဒီတဲ့အစစ်မြင့်ပြီးတော့ကြိုးစားခြင်းဘာလို့မလဲဥပုံနေမှာဆိုရင်ဥပုသ်သီလဆောက်တည်မယ်သို့မဟုတ်မေတ္တာဘာဝနာပွားပြီးယင်းထဲကအမုန်းတရားကိုလျှော့ချမယ်ကရုဏာပွားပြီးဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေကိုကူညီဖို့စိတ်ထဲကအာရုံပြုမယ်မုရိဒပွားပြီးတော့သူများပေါ်မှာမနာလိုစိတ်တွေကိုဖျောက်မယ်ဥပိ္ပခပွားပြီးတော့အညှိုးတေးတွေမထားဘဲနဲ့စိတ်ဓာတ်တည်ငြိမ်အောင်ကြိုးစားမယ်ဆိုတယ်မေတ္တာကရုဏာမုရိဒဥပိ္ပခတွေကိုခြေခံပြီးတော့ပတ်ဝန်းကျင်နဲ့ဆက်ဆံသွားမယ်ဆိုရင်ဒါတရားကိုကိုးကွယ်တာပဲနော်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဓမ္မတရဏကိစ္စမိဆိုပြီးတရားတခြားလူတခြားလောက်တာကအဓမ္မကိုးကွယ်တာကဓမ္မဆိုဘာကျိုးမှရမှာတော့မဟုတ်ဘူးနော်ဘာကျိုးမှမရနိုင်ဘူးအဲ့လိုကြီးမမျောလင့်လေနဲ့တရားဆိုတာဘာလို့ဆိုဘဝကန္တာရနိဋ္ဌာရဏိနအတ္တတဌာနိနစတုတုအပါယေတုအပဒမာနေကတ္တဝါဒီတရားကကိုစောင့်လိုက်တဲ့သီလကကိုယ်အပေမကြအောင်ထိပ်ပြီးသူဟာအာမခံချက်ပေးတာဘဝဆိုတဲ့ကန္တာရခရီးကြီးကထုတ်ဆောင်ပေးတာလေသူပဲဘဝဒုက္ခတွေကတတ်တရအောင်ဆွမ်းဆောင်ပေးတာလေဒီတရားပဲဒါကြောင့်မို့တရားကိုကျင့်သုံးရမှာဖြစ်တယ်သံဃာဆိုတာကြတော့ဝိပုလအပ္ပကနပိကာရဏံဝိပုလဖလပฏิလာဘကရဏေနကိုလုထနည်းနည်းလေးလုပ်ပေမဲ့လို့စာပေါင်းများစွာရစေတယ်ဒါသံဃာရဲ့တုတ်ပြန်လာတဲ့ခြေဆုတရားလို့ပြောမှာဖြစ်တယ်နော်အခုလို့သံဃာတွေမရှိဘူးဆိုလို့ရှိရင်သံဃာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေအဲ့တော့သံဃာကုံကိုကြည့်လိုက်သံဃာကုံတော့9ပါးလို့ပြောကြတယ်အဲ့ဒီ9ပါးထဲမှာရှေ့ကသုပ္ပတိပန္နောဥစုပ္ပတိပန္နောညာယပတိပန္နောသမိစိပတိပန္နောဆိုတာအခုလက်ရှိသမုဒိသံဃာတွေလည်းအကျုံးဝင်တယ်အဲ့ဒီမှာနော်မမကံကတရားဓမ္မကျင့်ကြံပြီးသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဆိုရင်သုပ္ပတိပန္နကောင်းစွာကျင့်နေတဲ့ပုဂ္ဂိုလ်တွေဥစုပ္ပတိပန္နနိဗ္ဗာန်လမ်းကြောင်းကိုဖြောင်းတဲ့ရိုးသားဖြောင်းမတ်စွာကျင့်နေတဲ့ပုဂ္ဂိုလ်တွေညာယပတိပန္နနိဗ္ဗာန်ကိုလက်တွေ့သိဖို့ရာအကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေသာမိစိပฏิပန္နမလေးတံဖိုးလေးတံနဲ့သင်လျော်တဲ့အကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုဆိုနိုင်သည့်အတွက်ကြောင့်အဲ့ဒါသမုဒိတန်ခါနဲ့မကပုဂ္ဂိုလ်မျိုးတွေကိုဒါတန်ခါခုံတော်လို့ပြောတာနော်အကျင့်ကောင်းရမယ်ဖြောင့်မတ်စွာကျင့်သုံးရမယ်နိဗ္ဗာန်လမ်းကြောင်းအတိုင်းကျင့်သုံးရမယ်တရားဓမ္မနဲ့သင်လျော်ညီညွတ်စွာကျင့်သုံးရမယ်ဆိုရင်ဒီကျင့်သုံးခြင်း400သံဃာအလုံးကိုရည်ညွှန်းတာဖြစ်တယ်။နောက်5ခုကြတော့ပါတော့ယတိတံသတ္တာရိပုရိသယူဂာနိအထပုရိသပုဂ္ဂလာဆိုအဲ့ဒါကြတော့အရိယပုဂ္ဂိုလ်နဲ့ပဲဆိုင်တယ်။ဘာတွေတော့ဆို
Ahu Neo, Bahu Neo, Daki Neo, Isani Granio, Nodra Bonakita. Eraja, Ria Pocuri, Pura. She Banga, Burus and Tangari de Pare. Erelu Tangago Noma, Nabain Queta, she. Tawdi Bano, Usobdi Bano, Yavdi Bano, Tavi Safety Bano, Lekuga, Noli Nolo Con, Eddie Haga, Yandangari, Alone at the sign. Ahu Neo, Bahu Neo, Daki Neo, Isani Granio, Nodra Bunyakitan, Lokatanga, Ria Tangari never the sign. Tidu Sura. No, Tiago no, Tangago no, Kuba Alus. Akulu, Kulu like that. Kudu Kamuliha, Savo Miazo, a Juyare, Goyuchana Yare, Sura. Tangaye, Sasa Mulu to do Pio Mapset. Tanga Masilosi, the two Sule. Lamo and do the Vesuama. Lamo Maside. Hola. Sadia Dosia Maside Ludis. Doka de Surari would like to go. Eri Doka de Sure Pogua. Together through Sadia Masilu, a jet, daytime call answer, Macau. Locha and Loni Jara Poguri said. Era Senachila. Saipui ne go Senachi. Go music. Taseso, Tase, Silailu. Athena ni Miyaji Yare, Ye. Silailu, Tippenia, Libido. Mapuena, Medina, and Chenede, Ye. Ye the music at me. Saipui Lochi, baby, you Malay. No? Sailu Pulu. Shabi the Tina from you at me, you my boy. Pajano, Joluchina. Ero Tanga Sura, fertilizer. Tea. Me also counted me unit rather than today. I shall me also count like say, yes, of ya, Hojare, Kuchetiari, Uchindoni Taya look, count a look your. No? You also count on it to the way. The being so to be Ubamames or Savaside, take a silent hamlet. Me a county to Tintia tread. Me a yan like Savat in jail like day. Then say down 99 sura. Pay me who you Malay solution. Tintia tread and you. Hola. Ero, Kutukamu looked at Sura. Tangaga. Tintia tread at me, you pit. Yes, of Yanga, Quechavido Hotara, Jaume Horamo, Coco Lessandaloya. The reason to go, Sirenane, Chinane, Jumuilushi, Satya, a Juyane. A Satya, Juyane, Shishin the Nalebu Yobia. Good silent at the sea leader seaside. Eri the sea leader say I cited the yapping at the deed of Lofty. Yaji. Hola. They did ya. Go side her to see there no. Ero Janet did many Simon of Yolo Yam. Ya, the say side beetle, the Tomomias or Yara, the beside. Dana Kamu leve 8 matter. Go load it, Dana Kamu, a music little coon in it, Juby. The reason the Kamu go at a Kachinaka, Sirena, and Lulalu. Don't be allowed Juha, Satayasa, and Apura. No, music little Ziga, a Divomyas or Yathalube. Erima, Ludadea. Kuchin the Amagone Ludade Yako tree, Teresane Pulu, Dina Shire Bogu, Domo, Teresane Semienu, Ludadiago Dreame, Todila, Kuchin the Amagone, Ludadiago Dreams, Sata Town. Kuchin the Agone, Lugo Dreams, Sabo Mias, Yemidana on. Kuchin the Lana Jason Boguri Drain, Tidemaka, Sabo Mias. Ye boy, ye don't get Ubama Dime, Tidu Matayuntia. No? Sandayasa, they are Didi, Pioram Hobu, Yara go Piora. Santa Town, let the town Didi, Ganango Pioram Hobu. Joby, don't get Munyades, Piora. Erelu, that's how Yaga, quite happy of Hobiota. Hojata, said. Didema, Fludu Tandu, Zinera. Tan Jam Biro. Go Lure Pisiale, Damjane, Lugambogo Aleve, Chicken, Con Jesu, piece on their solution. Tipo Apari, Chachen Jopita.
ဒီဘဝတင်ချက်ချင်းကြိုးပေးအဲ့ဒီအင်္ဂါရပ်တွေနဲ့ပြည့်စုံဒီဘဝမှာပဲချက်ချင်းကြိုးပေးတယ်လို့သူတို့ဆိုအဲ့တော့ကိုဘာကြောင့်ဖះကိုကိုွယ်ရတယ်လဲမြတ်စွာဘုရားရဲ့အဆုံးအမအကောင်းတဲ့အဆိုအကြောင်းနဲ့အကျိုးသိဖို့ကိုကိုွယ်တယ်ဘာကြောင့်တရားကိုကိုွယ်ရတယ်လဲတရားအတိုင်းလိုက်နာကျင့်သုံးဖို့ကိုကိုွယ်တာဖြစ်တယ်ဘာကြောင့်တန်ခါကိုကိုွယ်ရတယ်လဲကုသိုလ်ကောင်းမှုပြုတဲ့အခါမှာအကျိုးအမြတ်များပြားရဖို့ကိုကိုွယ်တာဖြစ်တယ်ဆိုမှန်ကန်တဲ့ရည်ရွယ်ချက်ကိုယ့်ရဲ့နှလုံးထဲမှာမှတ်သားထားပြီးတော့ကုသိုလ်ကောင်းမှုဖြစ်အောင်ကြိုးစားအားထုတ်အောင်ဖြစ်တယ်လူဘဝရလိုက်တဲ့အခိုက်ကလေးမှာမကောင်းတဲ့စိတ်ဓာတ်တွေဖယ်ရှားလို့ကောင်းမြတ်တဲ့စိတ်နှလုံးတွေမွေးမြူလို့ဒီဘဝသိတဲ့ဘဝမှာပြင်သွားမှနောက်ဘဝတွေမှာကောင်းကျိုးချမ်းသာရနိုင်မှာဖြစ်တယ်လို့ကိုယ်စီမှတ်သားနာယူပြီးကျင့်ကြံပွားများကုသိုလ်တရားကိုကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း